American Football Club Cincinnati Bengals အသင်းဟာ New York Red Giants အသင်းကနေခေါ်ယူထားတဲ့နောက်တန်းကစားသမား Dexter Lawrence နဲ့ဆေးစစ်မှုအောင်မြင်သွားပြီဖြစ်ပြီးတစ်နှစ်ကိုအမေရိကန်ဒေါ်လာ28 သန်းတန်ကြေးရှိ3နှစ်စာချုပ်တစ်ရပ်ကိုတရားဝင်ချုပ်ဆိုလိုက်ကြောင်းသိရပါတယ်။ Bengals အသင်းဟာအဆိုပါကစားသမားကို New York Red Giants အသင်းကနေကစားသမားသစ်မူကြမ်းရွေးချယ်ခွင့်အဆင့်10နဲ့လဲလှယ်ကခေါ်ယူခဲ့တာဖြစ်ပြီးဒါဟာ NFL သမိုင်းတစ်လျှောက်ပထမဆုံးအကြိမ်ဖြစ်ကစားသမားတဦးနဲ့ကစားသမားသစ်မူကြမ်းရွေးချယ်ခွင့်ကိုလဲလှယ်ခဲ့တာလည်းဖြစ်ပါတယ်။အသက်28နှစ်အရွယ်အမေရိကန်နိုင်ငံသားဟာပြီးခဲ့တဲ့နောက်19ခုနှစ်ကစားသမားသစ်မူကြမ်းရွေးချယ်မှုကနေ New York Red Giants အသင်းရဲ့ခေါ်ယူခြင်းကိုခံခဲ့ရပြီး၎င်းရဲ့ Professional NFL ကစားသမားဘဝကိုစတင်ခွင့်ရခဲ့တာပါ။ Lawrence ဟာ Cincinnati အသင်းနဲ့စာချုပ်ချုပ်ဆိုပြီးတဲ့နောက်ကျွန်တော်တို့အသင်းကအခုလိုအများကြီးပေးဆက်ပြီးခေါ်ယူပေးခဲ့တဲ့အတွက်အရန်ကိုကျေးဇူးတင်မိပါတယ်။အဲ့အရာတွေကိုကျွန်တော်အနေနဲ့ပေါ့တန်သဘောမထားဘဲအကောင်းဆုံးပြန်လည်ပေးဆက်သွားပါမယ်လို့တရားဝင်ထုတ်ဖော်ပြောကြားသွားခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။